ပဲရှိရဲဆိုတော့လုံချုံမှုလေသမီးရဲ့မင်းကိုနားလေပြပါနော်ဟုတ်ဘာကြောင့်ပြချင်မှမကြားချင်ဘူးအမေကဒီအတွေ့အကြုံမှာနောက်အိမ်ထောင်ပြမယ်ဆိုတော့ပန်းဝင်းကျသမီးတို့ဘယ်လိုထင်ပါလဲအမွေမွေးချတာသမီး2ယောက်တော့အပြိုရဲတယ်ဖြစ်နေပြီဟင်ဘာလဲအမေကသမီးတို့ရှာကျွေးတာမလုံလောက်လို့လားပြောအဲ့လိုလုံးမပါဘူးသမီးရဲ့ဒါဆိုပါလေဟင်အမေကဒီတဲ့ကြမှာလင်းလို့ချင်နေဆိုတော့အမေကတော့ဖြစ်တယ်လို့လားဟဲ့ဘယ်ဦးမနင်တော့ပြန်ခံပြီးပြောစရာမလိုငါနင့်ကိုမွေးသားတဲ့အမေပါငါဘာပဲလုပ်လို့နင်လက်ခံရမယ် A few moments later. ဟုတ်တယ်မေဒီလူရဘယ်သူတော့